လိုတိုင်းမှာလေကိုပိုင်အတိတ်ဆိုတော့ရှိကြတာပဲနော်တခါလေကြရင်အဲ့ဒီအတိတ်ကိုမေ့ပစ်ထည့်ပြီးရှေ့ကိုပဲဆက်သွားကျင်ကြတဲ့အခြေအနေလေးရှိတာပေါ့နော်ဒါပေမဲ့လေရှေ့ဆက်ဖို့အတွက်အတိတ်ဆိုတာတကယ်ပဲမလိုတဲ့ຢာလားဆိုတာကတော့မေးစရာပဲအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးအရန်ကောင်းတဲ့မြန်မာစကားပုံတွေတစ်ခုရှိပါတယ် ကဲရင်ဆုံးဒီမေးခွန်းလေးကိုအတူတူစဉ်းစားကြည့်ကြအောင်နေပူထဲမှာလဲမမရဲနေတဲ့တပင်းကြီးတပင်ကိုမြင်အောင်ကြည့်လိုက်ပါသူကပို့ပြီးတော့ကြီးလာဖို့ပို့ပြီးတော့မြင့်လာဖို့အတွက်သူ့ရဲ့အရေးကိုသူတကယ်ရောလိုအပ်နေလို့လား ဒါကလူတွေရဲ့တဘာဝလိုပဲဖြစ်နေတယ်တဲ့နော်ကို့ဘဝမှာလေမကောင်းခဲ့တဲ့အပိုင်းတွေလှုပ်ခဲမိတဲ့အမားတွေကိုအကုန်လုံးမေ့ဖြောက်ပစ်ချင်ကြတာပဲအဲ့ဒီကိုနောက်ကအရေးမေးကြီးကိုထားခဲ့ပြီးတော့အလင်းဘက်ကိုပဲဆက်သွားချင်ကြတာမျိုးပေါ့ ဒါပေမဲ့လေအဲ့ဒီအတွေးကိုပြန်ပြီးတော့စဉ်းစားစရာဖြစ်စင်မဲ့ရှေလူကြီးတွေစကားပုံတစ်ခုရှိနေတယ်အဲ့ဒါကတော့အရေးမရှိတဲ့တစ်ပင်မရှိဘူးတဲ့ကြားလိုက်တော့ရိုးရိုးလေးပဲနော်ဒါပေမဲ့သူ့မှာအရန်ကိုနည်းနည်းတဲ့အမှန်တရားတစ်ခုပါနေတယ် အသေးပဲကရှင်းရှင်းလေးပါပဲဒီစကားပုံတွေကအရေးဆိုတာကလေတကယ်တော့တစ်ပင်တပင်ရဲ့အတိတ်သူ့ရဲ့အတွေ့အကြုံတွေကိုပြောချင်တာအဲ့ဒီတော့အတွေ့အကြုံဆိုတဲ့အခြေခံအုံးမြင့်မခိုင်ပဲနဲ့လေလူတစ်ယောက်ကဘယ်လိုလုပ်ပြီးရှေ့ကိုဆက်ပြီးတိုးတက်နိုင်တော့မှလဲနော် ကဲတဘာဝတရားကိုပဲပြန်ကြည့်လိုက်အောင်တစ်ပင်တစ်ပင်ကပိုပြီးတော့ကြီးလာတယ်မြင့်လာတယ်ဆိုတာနဲ့သူ့ရဲ့အရေးကလည်းမြေကြီးပေါ်မှာအဲ့လိုပဲပိုပြီးတော့ကျဲလာတာပဲလေတစ်ခုကြီးလာရင်နောက်တစ်ခုကလိုက်ပြီးတော့ကြီးလာတယ်အဲ့တော့သူတို့နှစ်ခုကဘလို့မှခွဲလို့မရဘူးအတူတူကြီးထွားလာတယ်ဆိုတော့တက်တည်ပဲပေါ့ အဲ့ဒါကလည်းလူဘဝနဲ့လည်းအတူတူပါပဲကိုတို့ရေဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေအောင်မြင်မှုတွေရောနာကျင်ခဲ့ရတဲ့အမားတွေရောအကုန်လုံးပေါ့အဲ့ဒါတွေအားလုံးပေါင်းဆက်လိုက်မှာဒီနေ့ကိုတို့ဖြစ်တည်နေတဲ့ပုံစံကိုတိဆောက်ထားတာလေဆိုတော့အဲ့ဒီအရေးဆိုတာကကိုဘယ်သူလဲဆိုတာကိုဖော်ပြနေတဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတာပေါ့ အဲ့တော့ဒီကနေ့ရမယ်အဓိက message ကဘာလဲဆိုတော့ကိုတိတ်ကိုကြောက်ပြီးရှောင်ပြေးနေမဲ့အစားပေါ့နော်အဲ့ဒါကိုကိုယ့်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လက်ခံလိုက်ဖို့ပါပဲဘာလို့လဲဆိုတော့အဲ့ဒီအတိတ်ကရတဲ့သင်ခန်းစာတွေကပဲရွှေ့ဆက်လှမ်းရမယ်ခြေလမ်းတိုင်းကိုပို့ပြီးတော့ခိုင်ပါစေမယ်ခွန်အားတွေဖြစ်လာမှာမို့လို့ပါ ကဲဒီအကြောင်းအရာလေးကိုအဆုံးမတတ်ခင်မှာကိုပြန်ပြီးတော့မေးကြည့်ဖို့မေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ကိုရဲ့အတိတ်ဆိုတဲ့အရေးထဲကဘယ်အရာကဒီနေ့ကိုအတွက်အတန်ဖိုးအရှိဆုံးသင်ခန်းစာကိုပေးခဲ့တယ်လဲဆိုတာလေးကိုပေါ့